င်္ဂလာပါလုံးဝကိုမှလူတိုင်းမကြိုက်တဲ့သူမရှိရဲ့ဟင်းတစ်ခွက်ပါနော်ချစ်ပြပေးမယ်မြန်မာမှန်လို့ရှိရင်တော့ဒီဟင်းကိုမကြိုက်တဲ့သူမရှိဘူးထင်ပါတယ်နော်အကောင်လုံးတော်တော်များကြိုက်ကြပါတယ်အရင်ဆုံးဒီငပိမွေးမွေးလေးရဖို့ဆိုလို့ရှိရင်ငုံသီးစားနိုင်တဲ့လောက်ထည့်မယ်ချစ်သွန်းနီးချစ်သွန်းဖြူကိုဒေဝထဲမှာမှုေးသွားလော်ပေးလိုက်မယ်ပေါ့နော်လော်ပေးပြီးဆိုလို့ရှိရင်ငုံသီးအိုက်စာပလာတွေကိုထောင်းမယ်ပေါ့နော်ပြပြဆိုရင်တို့ပဇွန်လေးလှော်မယ်ကိုစားခြင်းတလောက်လှော်ပေါ့နော်အဲ့အားလုံးပြပြဆိုရင်ငပိလေးကိုတည်ထားလိုက်မယ်ပုတ်ပတ်ဆိုပြီးဆိုလို့ရှိရင်အရင်ဆုံးတို့စစ်သေးတယ်နော်စစ်သေးတယ်စားပလာရဒီမှာတော့မပြထားဘူးဆိုပေမဲ့စားပလာရတမ်းမထည့်သေးဘူးအရင်ဆုံးအယိုးတွေစစ်လိုက်သေးတယ်အယိုးတွေစစ်ပြီးမှနောက်တစ်ပြန်ပြန်တည်ပြီးမှအစားပလာရထည့်တာဖြစ်ပါတယ်ဒီနောက်မှာတန်းထည့်လိုက်လို့ရှိရင်အယိုးတွေစုနေမှာဆိုလို့တခါတည်းရှင်းပြပေးတာပေါ့နော်အခုလိုအစားပလာအကုန်ထည့်ပြီးတော့တစ်ပတ်ဆိုလားဆိုပြီးဆိုလို့ရှိရင်ရပြီပဲဖြစ်ပါတယ်နော်ငပိမွေးလေးရပြီဖြစ်ပါတယ်မြန်မာရွေးရငပိပေါ့နော်ဟင်းကြိုက်တဲ့သူမရှိဘူးထင်ပါတယ်နော်ကြည့်ရောစားကြင်ကြဘူးလားဒါလေးကိုတွန်းတွန်းဆုံဆုံလေးနဲ့စားပါတယ်ဒီဟာလေးကိုပို့ပြီးတော့ပေါ့နော်ဆက်သွားအောင်မွေးသွားအောင်လို့ငုတ်တီးကြီးထည့်တယ်ပေါ့နော်တကယ်ကျွန်တော်ကအဆက်မစားနိုင်ဘူးဆိုရင်တော့ဒီလောက်မထည့်လို့ရတယ်နော်ဆက်စားနိုင်ရင်တော့စားနိုင်တဲ့လောက်ထည့်လို့ရပါတယ်အဲ့ဒါကကိုယ်စိတ်ကြိုက်လို့တို့ပို့ရှော့လုပ်ပြီးတော့ချိန်စားလို့ရပါတယ်နော်ဆိုတော့ဆွဲတော့မယ်နော်တတကျေးဇူးပါ